ရှမ်းနဲ့ဘက်ကီကငငယ်တဲ့ကမတက်အတူနေတွေဖြစ်ကြပြီးအခုလည်းမြောက်ဝင်ရိုးစွန်းနဲ့တောင်ဝင်ရိုးစွန်းဘယ်နေရာကပိုပြီးအေးလဲဆိုတာကိုပြိုင်နေကြတာကြောင့်တမခံလိုက်ရပါတယ်ဘက်ကီကရတနာပစ္စည်းတွေကိုအရန်ခုံမင်းတဲ့သူဖြစ်ပေမဲ့သူစီရဲ့တေးမောကသူတွေနဲ့ရှမ်းကတော့ပင်လယ်တွေမြတ်မပီသားစွာပဲရတနာတွေကိုတိတ်အာယုံမထားတဲ့အတွက်စိတ်တိုင်းမကျဖြစ်နေကြတာဖြစ်ပါတယ်တနေ့မှာတော့ရန်သူတေးမောနဲ့တက်ခိုက်ကြရင်ရတနာမြေပုံတစ်ခုကိုတွေ့လိုက်ရပြီးအမှန်အသားကပင်လယ်ရဲ့အောက်ခြေမှာရှိနေရဖြစ်လို့ဘက်ကီလည်းဘယ်သူမှမသိအောင်တင်ထားလိုက်ပါတယ်ရှမ်းရဲ့အိမ်မက်ကတော့တနေ့သူဒီတေးမောကနေထွက်သွားတဲ့အခါမှာအားကိုရတဲ့အဖွဲဝင်နေတဲ့သူတစ်ကမ္ဘာလုံးကိုပတ်သွားခြင်းတာဖြစ်ပေမဲ့ဘက်ကီကတော့အဲ့လိုမဟုတ်တဲ့အတွက်အချစ်ဆုံးတငယ်ချင်းတွေကအချိန်တိုင်းကိုလဲကိုရှောက်ဖို့ဆုံးဖြတ်ချက်ချထားကြတာဖြစ်ပါတယ်သူတို့သာပြန်တွေးခဲ့ရင်ပင်လယ်သမားတွေရဲ့နီလန်အတိုင်းတက်ခိုက်ရမှာဖြစ်ပြီးဒီနေ့မှာတော့ရန်သူတေးမောကနေနက်ဆိုးတစ်တီတစ်လုံးရလာတဲ့အကြောင်းရှမ်းကပြောပြလိုက်ပါတယ်ပင်လယ်ပြင်ရဲ့နက်ဆိုးတွေဝင်စားတဲ့အသီးလို့ကောလာဟာလာတွေရှိပြီးစားလိုက်ရင်အဲ့ဒီနက်ဆိုးရဲ့စွမ်းအားကိုရနိုင်ပြီမဲ့ပင်လယ်သမုဒ္ဒရာရဲ့မုံတီချင်းကိုခံရတယ်လို့မျိုးဘတော်မှရေကူးလို့မရတော့တဲ့အကြောင်းရှမ်းကပြောပြတဲ့အတွက်ပင်လယ်အောက်ခြေရရတနာတွေကိုလိုချင်တဲ့ဘက်ကီကတော့အဲ့ဒီအသီးတွေကိုလုံးဝမစားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ဘယ်ရီငွေတန်းတရာလောက်နဲ့ရောင်းလို့ရတယ်ဆိုတဲ့စကားကိုကြားရတဲ့စိတ်ပြောင်းသွားခဲ့ပြီးနောက်တစ်နေ့အားလုံးရဲ့ရှေ့မှာအသီးကိုစားပြပေးမယ်ဘာမှထူးခြားတာမျိုးမရှိတဲ့အတွက်အတူကြီးလို့ထင်သွားကြပါတယ်တကယ်တော့ဘက်ကီစားပြခဲ့တာကမှအတူကြီးဖြစ်နေပြီးနက်ဆိုးတစ်တီအစ်စ်ကိုတော့ရောင်းစားဖို့ဖွက်ထားခဲ့တဲ့တင်ရတနာမြေပုံနဲ့အတူဒီတင်မောကနေထွက်ပြေးဖို့ကြံစီနေအောင်ရှမ်းရောက်လာတဲ့ကြောင့်ပါဇက်တဲ့ထိုးဖက်ထားလိုက်ရပါတယ်မိဖို့ကြောင့်ကနေရိတ်ခါတွေခိုးစားနေရလို့ထင်သွားတဲ့ကြောင့်ဘာမှမပြောပေမဲ့နောက်တစ်ခေါက်ပြန်ရောက်လာတဲ့အချိန်မှာတော့ဘက်ကီကလက်ပြီးအလုံးလိုက်မျိုးချမိလိုက်တာဖြစ်ပါတယ်ရှမ်းကိုရန်တွေးနေတော့ရတနာမြေပုံကမှရေထဲပြုတ်ကျသွားတဲ့ကြောင့်ချက်ချင်းလိုက်ယူပေမဲ့ကောလာဟာလာတွေတိုင်းလုံးဝရေကူးလို့မရတော့ပဲဖြစ်နေတဲ့အတွက်ရှမ်းကသူ့ကိုကယ်ပေးခဲ့တာဖြစ်ပါတယ်အဲအကြောင်းတွေနားထောင်လိုက်ရတဲ့လူဖီလည်းရှမ်းကဘက်ကီကိုကယ်ပေးခဲ့တာမှတည်သွားပြီမဲ့ဘက်ကီကတော့ရှမ်းလုံးလို့နက်ဆိုးတစ်တီကိုစားမိခဲ့တာဖြစ်တဲ့အတွက်ပင်လယ်အောက်ခြေရရတနာတွေကိုတွားရှလို့မရတော့ပဲကုန်းပေါ်မှာရှိနေတဲ့ရတနာတွေကိုသာပိုင်ဆိုင်မှုကြိုးစားခဲ့ရတာဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်အဲအကြောင်းသူ့ရဲ့ရတနာတွေကိုထိရတဲ့သူဘသူ့မှအလွတ်မပေးဘူးလို့ပြောရင်းနဲ့နာမီစီကိုဥတီတက်ခိုက်လိုက်ပေမဲ့လူဖီကကြံခဲ့တဲ့ဘက်ကီရဲ့အောက်ပိုင်းပေါင်ကြားတဲ့ကိုကန်ထည့်လိုက်ပါတယ်အဲအချိန်မျိုးတော်ဝင်ကအချိန်အတော်ကြာတဲ့အထိပြန်ရောက်မလာတဲ့အတွက်ဘက်ကီဓမြတွေရန်ကနေပုံနေတဲ့မျိုးသူမျိုးသားတွေလည်းစိတ်ပူသွားကြပြီးကြောက်နေလို့မဖြစ်တော့ပဲသူတို့ရဲ့မျိုးတော်ဝင်ကိုလိုက်ကယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်နာမီကဒီရတနာတွေကိုသူခုနကမှခိုးလာတာဖြစ်လို့သူပိုင်တဲ့အကြောင်းပြောတဲ့အတွက်ငတုံးလူဖီကလည်းချက်ချင်းထောက်ခံလိုက်ပြီးဘက်ကီကတော့မကျေနပ်ပေမဲ့သူတို့အကုန်လုံးကရာဇဝတ်သားတွေဖြစ်လို့လက်ချလာရိုက်မနေဘူးနာမီကထပ်ပြောလိုက်ပါတယ်အဲအကြောင်းဘက်ကီလည်း Chop Chop Festival ဆိုတဲ့ခန္ဓာကိုယ်ကိုအစိပ်ပိုင်းအများကြီးခွဲတဲ့တိုက်ပွဲကိုထုတ်သုံးလိုက်ပြီးနာမီကိုရန်ပြုတ်ဖို့လုပ်ပေမဲ့လူဖီကကြံခဲ့တဲ့ဘက်ကီရဲ့ချက်တော့ကိုကလိနေရကြောင်းဘက်ကီလည်းအသေးပေါက်လာခဲ့ပါတယ်နာမီစီရရတနာတွေကိုပြန်လို့ရင်အဆုံးသတ်ပေးဖို့လုပ်လိုက်ပြီးမဲ့လူဖီကသူတို့ချနေရမပြီးသေးဘူးလို့ပြောရင်ချက်တော့နဲ့ပြင့်ဝင်လာတဲ့အတွက်အဲ့ထဲကရတနာတွေနဲ့အတူဘက်ကီရဲ့အစိပ်ပိုင်းတွေကပါပြန်ကျဲသွားပါတယ်တို့ပေမဲ့အဲ့လောက်လွယ်လွယ်နဲ့မရှုံးနိုင်တဲ့ကပတိန်ဘက်ကီကပြန်ထလာခဲ့ပြီးသူ့ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုပြန်ဆုလိုက်ပြီးမဲ့ခေါင်းနဲ့ခြေတိုလက်တို့လေးတွေပဲပြန်ရောက်လာတာကိုတွေ့လိုက်ရပါတယ်တခြားအစိပ်ပိုင်းတွေကိုနာမီကကြိုးထုတ်ထားတာဖြစ်လို့လှုပ်လို့မရပဲဖြစ်နေတဲ့အချိန်မှာအခွင့်အရေးကိုတီးရဲ့လူဖီကခေါမူတို့ဘာစုကဆိုတဲ့အမြောက်တိုက်ကွက်နဲ့အဝေးကြီးကိုလွင့်သွားအောင်စော်ထဲလိုက်ပါတယ်သူတို့ကပတိန်ရှုံးသွားတာကိုမြင်လိုက်ရတဲ့ဘက်ကီဓမြတွေလည်းတေချီအောင်ပဲဆက်ဆောင်နေလိုက်ကြပြီးပျက်စီးသွားတဲ့ကောက်ရုပ်အုပ်ထုပ်ကိုတော့နာမီကသူ့နောက်မှပဲပြန်ပြေးပေးပါမယ်လို့တိုးတိုးလေးပြောလိုက်ပါတယ်အခုလို recap တွေကိုမြန်မာစာရင်းထိုးနဲ့ကြည့်ကျင်နေဆိုရင် Telegram မှာ Geo Anime ခွန်သုံးလုံးလို့ရိုက်ရှာပြီးကြည့်ရှုလို့ရပါတယ်။ US နိုင်ငံ location ရတဲ့ဘယ် VPN မဆိုခန့်ကြည့်ပေးခြင်းဖြင့်ကျွန်တော်ကိုဝင်ငွေရအောင်ကူညီပေးနိုင်တာမို့လို့တစ်ဖက်တစ်လမ်းကနေ VPN အသုံးပြုရုံနဲ့ဗီဒီယိုလေးတွေကို support ပေးဖို့တောင်းဆိုချင်ပါတယ်။ဘက်ကီရဲ့ရတနာတွေကတထုပ်တည်းဆိုရင်လေးလုံးတဲ့အတွက်နာမီကနှစ်ထုပ်ခွဲထားလိုက်ပြီးတယောက်တစ်ထုပ်စီတဲကြမဲ့ပြင် Grand Line ရဲ့မြေပုံကိုပါသူ့ကိုကယ်ပေးခဲ့တဲ့လူဖီကိုပေးလိုက်ပါတယ်။ဒါပေမဲ့လူဖီရဲ့အဖွဲ့ထဲဝင်ပြီးပင်လယ်သမားလုံးမှာတော့မဟုတ်ပဲခဏတာပူးပေါင်းမှဖြစ်တဲ့အကြောင်းပြောလိုက်ပြီးရဲ့နောက်အိပ်ပျော်နေတဲ့ဆိုလိုကိုတွားနှုတ်ကြပါတယ်။အခုမှမျိုးတော်ကိုတတိယသွားတဲ့အကြောင်းတွားနှုတ်ဖို့လုပ်နေတော့အဲ့အချိန်မှာမျိုးသူမျိုးသားတွေကသူတို့စီကိုရောက်လာကြပြီးပင်လယ်သမားတွေကသူတို့မျိုးတော်ဝင်ကိုဒုက္ခပေးသွားတယ်လို့ထင်လိုက်ကြပေမဲ့လူဖီကတော့သူစော်လိုက်တာဖြစ်တဲ့အကြောင်းထပြောလိုက်ပါတယ်မင်းတို့ကဘသူတွေလဲဆိုတဲ့မိကုန်းကိုပါပစုံအောင်နှောင်းတဲ့ကောင်ကပင်လယ်သမားတွေလို့ပါချက်ချင်းအဖြေပေးလိုက်တဲ့အတွက်ဇိုရိုကတော့ရီနေုံပဲတက်နိုင်လိုက်ပြီးဖနှောင်းတဲ့တင်မှာတသားလေးကြောင်ပြေးခဲ့ရပြီဖြစ်ပါတယ်လူဖီကတော့သူတို့ကိုလိုက်နေတဲ့သူတွေကမျိုးတော်ဝင်အတွက်ဒေါသထွက်နေကြတာဖြစ်လို့သူသဘောကျတဲ့အကြောင်းပြောလိုက်ပြီးလမ်းကျိုးတစ်ခုတည်းကိုဝင်ချသွားတဲ့အချိန်နောက်ကလိုက်လာတဲ့လူအုပ်ကြီးရှိမှချူချူကပိတ်ပြီးရက်နေလိုက်ပါတယ်ထွက်ပြေးနေတဲ့သူတွေကပင်လယ်သမားလူဆိုးတွေလို့မျိုးသူမျိုးသားတွေကပြောကြပေမဲ့အကြောင်းဆုံးကိုတီးနေတဲ့ခွေးလေးကလမ်းမဖက်ပေးရဲ့အတွက်လူဖီတို့ကလွတ်သွားကြပြီးစိတ်ကန်းကတ်ထားတဲ့လှေထဲမှာတော့နာမီဘက်ခက်တဲ့ဘက်ကီပင်လယ်သမား၃ကောင်ကအတင်းဆောက်နေတာကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့ဇိုရိုပါလာကြောင့်၃ကောင်သာနောက်တစ်ခေါက်အထိခံလိုက်ရပြီးအဲ့အချိန်ပြန်နိုးလာတဲ့မျိုးတော်ဝင်ကလည်းဘက်ကီပင်လယ်သမားတွေရဲ့စကန်လုံးဝပျက်စီးနေတာကိုတွေ့လိုက်ရပါတယ်ပင်လယ်သမားလေး၃ယောက်ထွက်ပြေးသွားတဲ့အကြောင်းမှပြောပြကြတဲ့အတွက်လူဖီတို့အသက်ရှင်နေသေးရဲ့ဆိုတာကိုမျိုးတော်ဝင်ကတီးသွားခဲ့ပြီးသူ့ကိုတိုက်ခိုက်ခဲ့တာမှန်ပေမဲ့အဲ့၃ယောက်ကိုသူကလွယ်ပြီးဘသူကမှအပြစ်တင်ခွင့်မကောင်းပြောခွင့်မရှိရဲ့အကြောင်းပြောပြလိုက်ပါတယ်ပြီးရင်နောက်စိတ်ကမ်းဘက်ကိုသူတယောက်တည်းလိုက်သွားခဲ့ပြီးရေထဲရောက်နေပြီဖြစ်တဲ့လူဖီတို့ကိုအဝေးကနေပဲကျေးဇူးတင်တဲ့အကြောင်းမျက်ရည်တွေနဲ့လှမ်းပြောလိုက်ပါတယ်အဲ့အချိန်မှာအနားမှာရတနာတို့တထုပ်ကိုတွေ့သွားခဲ့ပြီးပျက်စီးသွားတဲ့သူတို့မျိုးကိုပြုတ်ပြစ်မှုလိုတဲ့အတွက်လူဖီကဘယ်ရီ9သန်းနဲ့ရတနာတထုပ်ကိုတမင်ထားပေးခဲ့တာဖြစ်ပါတယ်အဲ့ဒါကြောင့်နာမီဆုံးမတာကိုကောင်းကောင်းကြီးခံနေရတဲ့အတွက်ဇိုရိုကတော့သူတို့ကိုကြည်ရင်ပဲရည်နေခဲ့ပြီးအဲ့နေရာကနေဝေးလံနဲ့ကျိုးလေးရဲ့ရွာတွေရွာမှာတော့လူတစ်ယောက်ကပင်လယ်သမားတွေရွာထဲဝင်လာတဲ့အကြောင်းမသေးချင်ရင်ပြေးကြဖို့လိုက်လံစော်ဩနေခဲ့တာဖြစ်ပါတယ်
နာမီကတော့ Grand Line ဆိုတာကမ္ဘာပေါ်ကအန်ရဲ့အရှိဆုံးနေရာတစ်ခုဖြစ်လို့သူတို့တွေဒီအတိုင်းသွားလို့မရပဲကြမ်းတမ်းတဲ့ပင်လယ်သမားတွေနဲ့ကြမ်းခိုင်တဲ့သင်္ဘောတွေကိုရီဆိုင်နိုင်မှုဆိုရင်လူရင်အားရောတင့်တော်တဲ့သင်္ဘောတစ်စီးပါလိုအပ်တဲ့အကြောင်းပြောပြလိုက်ပါတယ်အဲအကြောင်းလူဖီကလည်းစဖို့မှုတစ်ယောက်နဲ့ဂီတဆရာတစ်ယောက်လိုချင်တဲ့အကြောင်းထပြောလိုက်ပြီးသူတို့သွားနေတဲ့လမ်းရဲ့တောင်ဘက်မှာကျွန်းကျွန်းရှိရဲ့အတွက်တကယ်သင်္ဘောတစ်စင်းလောက်သွားရှာကြဖို့နာမီကအကြံပေးလိုက်ပါတယ်နေတိုင်းအတီးပဲစားနေရတဲ့လူဖီနဲ့အရက်မတောက်ရတဲ့ဇိုရိုကလည်းလက်ခံလိုက်တဲ့အတွက်အဲကျွန်းဘက်ကိုခရီးဆက်လာကြတဲ့အချိန်ပင်လယ်သမားတွေတကယ်ရောက်မလာပဲရွာထဲဝင်လာပြီလို့ပြောတဲ့ကောင်ကိုရွာသားတွေကဝိုင်းတမဖို့ထွက်လာကြပါတယ်ဒါပေမဲ့ဘယ်သူမှမတွေ့အောင်ပုံနိုင်လိုက်တဲ့အတွက်ထူထောင်ခံရမဲ့ဘေးကနေလွတ်သွားခဲ့ပြီးအဲ့လိုပြင်းစရာကောင်းတဲ့ရွာလေးကိုအမြဲအသက်ဝင်လာအောင်လုပ်ပေးတာကသူ့ရဲ့နေစဉ်ကိစ္စတစ်ခုလိုဖြစ်နေခဲ့တာဖြစ်ပါတယ်သူ့ရဲ့နာမည်ကတော့ဥဆုပ်လို့ခေါ်ပြီးသူ့မှာကလေး၃ယောက်နဲ့ဖွဲ့စည်းထားတဲ့ကိုပိုင်ပင်လယ်သမားအဖွဲ့လည်းရှိရဲ့အတွက်သူ့တပည့်တွေကတော့သူ့ကိုကပတိန်ဥဆုပ်လို့ခေါ်ကြပါတယ်သူ့တပည့်တွေကလည်းငရုတ်ကောင်မုံလာဦးနီနဲ့ကြက်သွန်နီလို့ခေါ်တဲ့ကလေးတွေဖြစ်ကြပြီးအဲ့အချိန်မှာကြက်သွန်နီဖြစ်တဲ့အော်နီယန်ကမြောက်ဘက်ကမ်းကြီးမှာပင်လယ်သမားတွေရောက်နေတဲ့အကြောင်းလာပြောပြပါတယ်ပင်လယ်သမားဆိုတဲ့အတန်ကြားရတဲ့ကပတိန်ဥဆုပ်ကအစာမဆိုင်ရင်တည်တတ်တယ်ဆိုတဲ့သူ့ရဲ့ယောဂကပြန်ထလာပြီလို့ပြောရင်ထွက်ပြေးဖို့လုပ်ပြီးမြဲလှေသေးသေးလေးနှစ်စီးနဲ့အတူပင်လယ်သမား၃ယောက်ပဲပါတာဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်အဲစကားကြောင့်ကပတိန်ဥဆုပ်လည်းဒီရွာရဲ့ငြိမ်းချမ်းရေးအတွက်ပင်လယ်သမား၃ယောက်ကိုနှိမ်နှင်းမှုဆုံးဖြတ်လိုက်ပြီးကျွန်းရဲ့မြောက်ဘက်ကမ်းကြီးမှာတော့လူဖီတို့၃ယောက်ချောင်းနေကြတာဖြစ်ပါတယ်ဆိုလိုကတရားရောက်ရှိနေရကိုတတိထားမိလိုက်ကြတဲ့ချက်ချင်းတခုခုနဲ့အပြစ်ခံရပြီးပင်လယ်သမားအလံတွေနဲ့အတူဒီရွာကိုအပိုင်စားရထားတဲ့ကြီးမြတ်တဲ့ပင်လယ်သမားတွေရဲ့ခေါင်းဆောင်ကပတိန်ဥဆုပ်ကထွက်ပေါ်လာခဲ့ပါတယ်ဒီရွာကိုတိုက်ခိုက်ဖို့လာတာဆိုရင်တော့သူနဲ့သူ့တပည့်အယောက်180လုံးကဒီအတိုင်းထိုင်ကြည့်နေမှာမဟုတ်တဲ့အကြောင်းပြောတဲ့အတွက်မတုံးလူဖီကတော့ချက်ချင်းတောက်ရမ်းလန်းတယ်လို့ထင်သွားခဲ့ပါတယ်ဒါပေမဲ့တခိုးနာမီကိုတော့လိန်လို့မရပဲသူ့လက်အောက်ကလူတွေဆိုတာကလည်း3ယောက်လောက်ပဲရှိကြမလားလို့ထပ်မေးလိုက်တဲ့အတွက်ချက်ချင်းအလိန်ပေါ်သားခဲ့ပါတယ်ကပတိန်ဥဆုပ်လည်းမထူးဆက်ခင်းတဲ့အနေနဲ့သူ့ရဲ့လက်ဆွဲတော်လေးခွကိုဆွဲကိုက်နေတဲ့အချိန်မှာတော့လူဖီကလူတစ်ယောက်ကသူ့လေးခွကိုဆွဲထုတ်လိုက်ပြီးဆိုတာနဲ့6နိုင်ုံတက်မဟုတ်ပဲသူ့ရဲ့အသက်ကိုစွန့်မိုးထိပြင်ဆင်ထားရတဲ့အကြောင်းရှမ်းရဲ့စကားအတိုင်းထပြောလိုက်ပါတယ်အထာနဲ့တဲ့ဆိုရိုကလည်းဓာတ်ကိုထုတ်လိုက်ပြီးဥဆုပ်ဖြစ်မှာအခုရှိနေရကတကယ်ပင်လယ်သမားအစ်စ်တွေဖြစ်တဲ့အကြောင်းနည်းနည်းလောက်ဖျက်ပြလိုက်တဲ့အတွက်ကြောက်တတ်တဲ့ဥဆုပ်လည်းပြောတဲ့အတိုင်းလုံးမဲ့ပင်လယ်သမားအစ်စ်တွေကိုလက်နဲ့ချလိုက်ရပါတယ်အဲ့အချိန်ကျမှနှစ်ကောင်သားခွတ်ထိုးခွက်လန်ရီလိုက်ကြပြီးလူဖီကလည်းသူကရှမ်းငယ်စကားအတိုင်းပြောလိုက်တာဖြစ်တဲ့အကြောင်းနဲ့ဥဆုပ်ရဲ့အဖေရာစွတ်ကိုလည်းသူတီးရဲ့အကြောင်းပြောပြလိုက်ပါတယ်ဥဆုပ်ရဲ့နှာခေါင်းကတထွာလောက်ရှိနေရကြောင်းလူဖီကမြင်တာနဲ့ရာစွတ်ရဲ့တာမန်တက်တီးခဲ့တာဖြစ်ပြီးသူ့အဖေကနမဲကြီးပင်လယ်သမားဆန်နီရှမ်းရဲ့တင်းမောပေါ်ရောက်နေတာဖြစ်တဲ့အပြင်အရန်တော်တဲ့တနတ်သမားတစ်ယောက်ဖြစ်တဲ့အကြောင်းမှလူဖီကပြောပြလိုက်ပါတယ်ရာစွတ်ရဲ့ပြောစကားအရဆိုရင်သူကပရွေးစိတ်တကောင်ရဲ့မျက်လုံးနှစ်ခုကြားကိုတောင်ထိအောင်ပြစ်နိုင်နေသူဖြစ်ပြီးအရက်မူးလာရနဲ့သူ့မှာဥဆုပ်လို့ခေါ်တဲ့လူဖီနဲ့ရွယ်သူတားလေးတစ်ယောက်ရှိတဲ့အကြောင်းမကြားချင်လောက်ခဏခဏပြောပြခဲ့တာဖြစ်ပါတယ်ဥဆုပ်ကလည်းသူ့အသက်ကိုဗဒနာမထားပဲတမုတ်တရားထဲမှာရွှဲလွတ်နေတဲ့သူ့အဖေကိုအမြဲဂုဏ်ယူနေခဲ့တာဖြစ်ပြီးနာမီကလည်းသူတို့ကွင်းနဲ့ကွက်တိရောက်လာတဲ့ဥဆုပ်ကိုအဲ့လိုရွှဲလိမ့်နိုင်မဲ့တင်းမောတစ်စီးလောက်လိုချင်လို့ဒီကိုရောက်လာတာဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်စင်းရဲတဲ့ရွာတက်တက်လေးဖြစ်ပေမဲ့တန်ကုန်ပေါ်မှာရဲတိုက်တလုံးရှိနေရကိုဆိုလိုကတတိထားလိုက်မိပြီးအဲစကားကိုကြားလိုက်ရတဲ့ဥဆုပ်လည်းအဲ့နေရာကိုတော့လူဖီတို့သွားလို့မရတဲ့အကြောင်းနဲ့သူ့လုံးစရာရှိသေးတဲ့အကြောင်းပြောရင်ဆိုင်ကနေချက်ချင်းထပ်သွားခဲ့ပါတယ်အဆောင်တွေအထက်သက်ရှိနေတဲ့ရဲတိုက်လိုအိမ်တော်တစ်ခုတွင်းမှာခါယာဆိုတဲ့ကောင်မလေးတယောက်ကဥဆုပ်နဲ့တွေ့ကျင်တယ်လို့ပြောနေပေမဲ့သူ့ရဲ့အားနည်းနေတဲ့အခြေအနေကြောင့်အိမ်တော်ထင်းကလဟာဒိုရဲကတော့အဲ့ကောင်ပြောတဲ့အလိမ်ညာစကားတွေကိုနားမထောင်ဖို့တတိပေးသွားခဲ့ပါတယ်ဒါပေမဲ့သူထွက်သွားတဲ့အချိန်မှာတော့အတင်းဆောင်နေတဲ့ဥဆုပ်က channel ကိုသူ့ရဲ့လှုပ်ဝက်လမ်းကြောင်းကတစ်ဆင့်ဝင်လာခဲ့ပြီးဥဆုပ်ကိုတွေ့လိုက်ရတဲ့ခါယာကလည်းပျော်သွားခဲ့ပါတယ်ပင်လယ်ပြင်ရဲ့ရဲရင်နဲ့စစ်တီတော်တယောက်ဖြစ်တဲ့ဥဆုပ်ကခါယာကိုနေတိုင်းသူ့ရဲ့စွန့်စားကန်းတဲ့အကြောင်းပြောပြလိုက်ရှိပြီးဒီနေ့မှလည်းသူ9နှစ်သားအရွယ်လောက်တုန်းကတာဝန်ရိုးစွန်းမှာရွှေငါးဘလူးနဲ့ဘိုင်ဝမ်ပြင်းခဲ့တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်ရွှေငါးဘလူးကကြီးလုံးလို့သူ့ကိုယ်မှာအတားလေးတက်နေလို့ရတဲ့အကြောင်းမှာပောက်ကွက်ရတွေပြောပြတဲ့အတွက်ခါယာလည်းအရန်သဘောကျနေခဲ့ပြီးသူ့တပည့်၃ကောင်ကတော့ဥဆုပ်တို့ဝင်သွားတဲ့စားတောက်ဆိုင်သားကိုလိုက်လံချောင်းမြောင်းနေခဲ့တာဖြစ်ပါတယ်ပင်လယ်သမားတွေသူတို့ကပတိန်ဥဆုပ်ကိုများတက်စားလိုက်ပြီလားလို့တွေးရင်စိုင်ထဲကိုကြီးလိုက်တဲ့အချိန်လူဖီစားတောက်နေရကိုမြင်လိုက်ရပြီးတတိရှိရှိနဲ့စိုင်ထဲကိုဝင်လာတဲ့အချိန်မှာတော့သူတို့ကပတိန်ဥဆုပ်မရှိတော့တာကိုတွေ့လိုက်ရပါတယ်လူဖီကလည်းအသားကအရင်စားလို့ကောင်းတဲ့အကြောင်းပြောနေုံဇိုရိုကပါကပတိန်ဥဆုပ်မရှိတော့ပဲသူတို့စားပြလိုက်ပြီဖြစ်တဲ့အကြောင်းခက်တီတီနဲ့ထပြောတဲ့အတွက်ဂျားတွေကနာမီကစုံမကြီးလို့အခေါ်ခံလိုက်ရပါတယ်ဒါကတော့ One Piece အပိုင်း9ဖြစ်ပြီးအပိုင်း6ကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ like share comment နဲ့ YouTube မှာလည်း subscribe လေးလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ် brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ like တစ်ချက်နဲ့ comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်သဘောကျရင်တော့ share လေးနဲ့ပါကူညီသွားလို့ရပါတယ်